โอเคအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်မနေ့ကပုံစံတိုင်းလေးကျွန်တော်ဇောင်းတုပ်ကိုတွားပြီးမှdownload ဆွဲတယ်download ဆွဲပြီးတော့နှုတ်ပေါ်ရတယ်ကျွန်တော်ပါတာပြန်လိုက်ပါနော်ပါတာပြန်ပြီးတော့ထဲထဲကနေပဲကျွန်တော် slide ထုတ်လိုက်တယ် slide ထုတ်ပြီးတော့သုံးတက်ကြည့်ထားတာပေါ့ကျွန်တော်နားထောင်ပြီးပါပြီတော်တော်လေးကောင်းတယ်ပေါ့နော် Netcat Project Netcat Project ရဲ့ဒီဆောက်ထဲကဘာတွေရေးထားလဲဆိုတာကျွန်တော်နဲ့တူတူတွားကြည့်အောင်ကျွန်တော် download ဆွဲထားပြီးသား file လေးတွေကနေကျွန်တော်တွားကြည့်တူအရင်ဆုံးရှင်းပြထားတဲ့ပေါ့နော်ဒါထိတ်ဆုံးမှာဆိုဒါဒီလိုမျိုးမြင်ရတော်တော်လေးလဲမိုက်တယ်ကျွန်တော်ကတော့ကြိုက်တယ်ဗျတူရှင်းပြထားတဲ့ထဲမှာဆိုကျွန်တော်တော်တော်ကြပါပေါ့နော်တော်ကြတယ်ဒါကြောင့်အခုချိန်မှာကြည့် Netcat Project ညွန့်ကိန်းများမပါပဲတဲ့ဖြစ်နိုင်ခြင်းမြင့်မှာတော့ကုန်သွယ်မှုနီလန်းများတယ်ဈေးကွက်အမှန်တရားကိုမြင်တွေ့နိုင်ရန်ရှုပ်ထွေးမှုများကိုဖယ်ရှားလိုက်ပါတယ်သူကကြောက်ပါလဲဆိုတော့ကျွန်တော်တို့ indicator တွေတုံးပြီးမှဒီ Forex ကိုထွိတ်နေတဲ့လူပေါ့နော် Forex ထိတ်နေတဲ့ကျွန်တော်တို့လူတွေကindicator ကိုအရန်ကူးတာအရန်အောက်ကူးတာများတော့ပါပေါ့နော်အရန်အောက်ကူးတာများလို့ရှိရင်ဖြစ်တတ်တဲ့သဘောတရားတွေကိုသူကဒီစာအုပ်တွေကရှင်းပြသွားပြီးတာဖြစ်တယ်ပေါ့နော်ရှင်းပြောရရင်တော့သူကဒီ indicator ကိုမသုံးနဲ့ပေါ့ဗျာ indicator ကိုတုံးမှဈေးကွက်ကို trade တာက professional မဆန်ဘူးပေါ့ဒီမျိုးဒီ candlestick ကိုပဲကြည့်ပြီးမှ trade တာတကယ်ဆရာကြတယ်လို့ဒီလိုမျိုးသူကညှိုးညင်းတာဖြစ်တယ်ပေါ့နော်အဲ့စာအုပ်တွေကဘယ်လိုရေးထားတော့ခဲကျွန်တော်ကြည့်တယ်ပဲဒီမှာတော့ဒါပထမဆုံးသူပြရပြီပေါ့နော်နောက်တစ်ခုကတော့ဗာလဲဆိုတော့ဒါကုန်သွယ်မှုဆိုင်ရာမှာ၃ခုရှိရပေါ့နော်၃ခုရှိတယ်တစ်ကတော့အောင်မြင်ဖို့အညွန့်ကိန်းတွေလိုအပ်တယ်အမှန်တရားက professional တော်တော်များများက Netcat စနစ်ကိုတုံးကြပါတယ်နေ့ကကြတော့ကုန်သွယ်မှုဆိုတာရှုပ်ထွေးရမယ်ရှုပ်ထွေးမှုကပဲအမှန်တရားဖြစ်တယ်ပေါ့နော်ရိုးရှင်းမှုကတော့စွမ်းအားဖြစ်တယ်ပေါ့နော်အဲရှုပ်ထွေးမှုကလည်းစွမ်းအားဖြစ်တယ်ပေါ့အဲ့လိုမျိုးပုံစံမျိုးကိုသူကပြောနေတာဖြစ်တယ်တုံးကကြတော့စနစ်ကအဓိကပဲတဲ့တင်းရဲ့စိတ်ပညာနဲ့ယုံကြည်မှုကတော့အောင်မြင်မှုကိုအဆုံးဖြတ်ပေးတာပါတဲ့သူအဲ့ဆောက်ထဲမှာပြထားတာတော်တော်လေးတော့မိုက်နော်ဒါလေးကိုကျွန်တော် slide ထုတ်ထားတာတော်တော်လေးအဆင်ပြေနော်အညုံကိန်းများရဲ့နောက်ကျခြင်းပြဿနာတယ်တူကကြတော့ဒီကျွန်တော်တို့ indicator ပေါ့နော်ဒါဆိုရင်ဟိုပြောမယ်ဆိုလို့ရှိရင်ဒီကောင်ဆို RSI မှာကကျွန်တော်တို့ကရောင်းမှုအခြေအနေရောင်းမှုအခြေအနေပြရပေါ့နော်ဒီနေရာမှာဆိုကျွန်တော်တို့ကရောင်းမယ်လို့လုပ်လိုက်လို့ရှိရင်ရောင်းလို့ရှိရင်ဒီမှာကျတော့တက်နေတော့မယ်တက်ပြီးမှပြန်ဆင်းလာဆိုတော့ဒါ less ဖြစ်တယ်ပေါ့ less ဖြစ်တယ်ဆိုတော့နောက်ကျတော့ဈေးနှုန်းကလည်းအရင်ရွှေ့ပြီးမှအညွှန်းကိန်းကလည်းတိုက်ရွေ့နေတယ်၎င်းနေလက်နောက်ကျခြင်းကိုဖြစ်စေပြီးဝင်ရောက်မှုကနောက်ကျစေပါတယ်ကျွန်တော်တို့ order ဝင်တယ်ဆိုရင်အစိုးရကဝင်သွားရင်ကျွန်တော်တို့ဒါဆိုရင်ရှုံးသွားနိုင်တယ်ပေါ့နော်နောက်မှဝင်ရတာပေါ့ဒါ indicator ရဲ့indicator ကရှင်းပြောရင်တော့ကျွန်တော်တို့အမြဲတမ်းနောက်ကျတတ်တယ်ဆိုတဲ့ပုံစံမျိုးကိုသူကရှင်းပြပြတယ်ညွှန်းကိန်းများတွေဈေးနှုန်းများတွေဆင်းတက်လာခြင်းဖြစ်တယ်တဲ့၎င်းတို့တွေနာဂန်နမိတ်မဟုတ်ပါနဲ့အတိတ်တမိုင်းတာဖြစ်တယ်သူကအဲ့လိုမျိုးကိုပြောတာနောက်တစ်ခုကကြာပါလဲဆိုတော့ဈေးနှုန်းတာအဓိကတဲ့ price is king kind နဲ့ဈေးကွက်ဆိုတာဝယ်လူနဲ့ရောင်းလူရဲ့ဒီမိုကရေစီစနစ်တစ်ခုကဈေးနှုန်းဆိုတာသူတို့ရဲ့မဲပွေးမှုရလဖြစ်ပါတယ်တဲ့အညွှန်းကိန်းများတဲ့ speedometer ကိုတဲ့ကြည့်နေမြဲစားတယ်လမ်းမကြီး price ကိုလာကြည့် price action ကိုလာကြည့်ပေါ့နော်Netcat trading ဒီလက်ရှိဈေးနှုန်းအပေါ်အခြေခံ၍စိုးစည်းစွာဝင်ရောက်နိုင်စီတယ်သူကကြတော့အဲ့ candlestick ကိုပဲကြည့်ပြီးမှ trade ပေါ့နော်အဲ့လိုမျိုးပုံစံကိုပြောတာကျွန်တော်တို့လည်းကြတော့ဟိုရှင်းပြရင်ဒီပြောမဆိုကားမောင်းနေလို့ရှိရင်ဒီပြောဆိုဒိုင်ခွက်ကိုမကြည့်ရအောင်ပေါ့နော်ဒိုင်ခွက်ကိုကြည့်မှမောင်းလို့ရှိရင်တိုက်တတ်တယ်ပေါ့ဆိုလို့ရှိရင်ဟိုလမ်းမကြီးကိုပဲတေချာကြည့်ပြီးမောင်းဖို့ဗျအဲ့လိုမျိုးပုံစံကိုသူကဥပမာပေးပြီးမှပြလာတာဒီမှာဆိုရင်ဒါ indicator ပေါ့နော် speedometer ဆိုတာ indicator ကိုကြည့်တယ်ပေါ့ကျွန်တော်တို့က indicator ကျွန်တော်ဆိုလည်း indicator ဆိုတော့အားကိုးတဲ့သူတယောက်ပဲဒါသူပြောလဲတကယ်မှန်တယ်ကျွန်တော် indicator နဲ့ဟိုပြောမှဆိုတော်တော်လေးအစတော့မှန်တယ်လို့နဲ့အဆင်ပြေရတဲ့နောက်ပိုင်းတော်တော်ထိသွားရတယ်ရှိပြီနော်reading rules တဲ့ price ရှင်မနော် reading rules ဆိုတာဒါဝင်နေတော့ဒီလမ်းမကြီးကိုပဲတေချာကြည့်ပေါ့နော်ဒါ price ရှင်ပဲတေချာကြည့်မှာtrade ပေါ့နော်ဒီလိုမျိုးပုံစံပြောတာနောက်တော့ပံ့ပိုးနေခုခံမှုဇုံများတဲ့ support and resistance ဇုံတဲ့ဇုံများဒီမြင်းချောင်းများမဟုတ်ပါဘူးသူကမြင်းချောင်းမဟုတ်ဘူးဗျာဒီနေရာတွေကမြင်းချောင်းမဟုတ်
အဲကြောင့် area မှာဖြစ်ပေါ်တာ area များဖြစ်ပေါ်တတ်တယ်ဆိုသူကဒီမျိုး area တစ်ခုခုပုံစံမျိုးဖြစ်နိုင်တယ်ပေါ့နော်ရှင်းပြောရင် bike ရွှဲကိုဥပမာပေးထားပါ bike ဘူးလေပျောက်ပြောင်းတော့ area တစ်ခုကိုလက်တီးဖြင့်ထိုးလိုက်တကယ်လို့ဖြစ်ဒီတဲ့အနှဲငယ်ဝင်သွားနိုင်တော့လဲနောက်ဆုံးနဲ့ဥက္ကမွန်နဲ့တွေ့ရတယ်သူကထိုးဝင်လိုက်တဲ့အထဲထဲဝင်ပြီးတော့ပြန်ပြီးမှကန်ထွက်လာတာပေါ့နော်အခုဆိုသူဒီလိုမျိုးပေါ့နော်ဒါဝင်သွားတယ်ဝင်ပြီးတော့ဒီဘက်ပြန်ကန်ထွက်အဲ့လိုမျိုးပုံစံပေးထားတာဥပမာပေးချက်ကတော့မိုက်တယ်နော်အဲ့လိုမျိုးပေါ့နောက်တစ်ခုကကျတော့ကျွန်တော်ဒီမှာဈေးကွက်မှတ်ညံနော်ဈေးကွက်က market memory ပေါ့နော်ဇုံများတွေတန်ရာများခဲ့လို့ဖြစ်တည်တဲ့ဈေးကွက်တွေလုံခဲ့တော့နှစ်ပေါင်းများစွာကအဖြစ်ပြများကိုမှတ်မိနေတတ်တယ်2016ခုနှစ်ကဇုံခုတည်တဲ့2010ခုနှစ်တည်တဲ့အရေးပါနေနိုင်သေးတယ်ဒါကြောင့်2006ခုနှစ်ကပြခဲ့တဲ့ဇုံပေါ့နော်ဒီနေရာလေးကအဲ့ဒါကိုဒီခုကျတော့2010မှာလည်းဒီလိုမျိုးဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းအရာကိုဒါဟိုငွေကြေးအတွဲတွေမှာတော့ဖြစ်နိုင်ပေါ့နော်ငွေကြေးအတွဲတွေတော့ဖြစ်တယ်အခုလောလောဆယ်ကတော့ဟိုရှင်းပြ forex တွေမှာဆို6ကတော့တော့မပြောတော့နဲ့9000ကျိုးနေဆိုတော့ဒါတော့6ကတော့ပြန်ဆင်းဖို့ကတော့မမြင်ရသေးဘူးအခုချိန်ဒီပေါ့နော်မမြင်ရသေးဘူးဒါလက်ရှိအနေထားရတော့ဒါပြောမဆိုတော့အဲ့ဒီ USD ကတော့ကျွန်တော်တို့မမြင်ရသေးဘူးဒါကြတော့ငွေကြေးအတွဲတွေတော့ဖြစ်နိုင်တယ်ပေါ့နော်ငွေကြေးအတွဲတွေမှာဒါချင်းဒါလည်းသူပြထားတဲ့ဥစ္စာငွေကြီးအတွဲ major currency တွေထဲမှာပါတဲ့အတွဲတွေကိုသူကလိုက်ပြထားတာပဲဖြစ်တယ်ပေါ့နော်ဒါအဲ့လိုမျိုးပေါ့နော်ဒါငွေကြီးတွေမှာထိတ်တဲ့သူတွေဒီ forex ရောကမှာဝင်တဲ့ major currency တွေထိတ်နေတဲ့လူတွေတိပါပေါ့ကျွန်တော်ကကြတော့6ဘက်ကိုပဲတွားရဖြစ်တယ်ဒါပေမဲ့လည်းဒီရုပ်စာကကျွန်တော်တို့အတွက်လည်းတုံးဝင်တယ်လीနော်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဇုံများရှာဖွေခြင်းနဲ့အချိန်ကာလအပိုင်းခြားကြီးများကိုတဲ့ကြည့်ရှုခြင်းနဲ့အမြင်ပုံမှုရှင်းစင်းတဲ့အချိန်ကာလအပိုင်းခြားကိုတဲ့ time frame ကိုမြင့်ပါ time frame ကိုအကြီးကြီးပေါ့နော် time frame အကြီးတွေဥပမာတင်တနားရီမှာတနားရီ chat ကိုကြည့်တော့ကျွန်တော်တို့က candlestick တနားရီတစ်ချောင်းလေးတွေမှာကုံတွေမယ်လောက်တယ်ဆိုလို့ရှိရင်အရေးပါတော့စုံများကိုရှာဖွေရ4နာရီ chat ကိုကြည့်ပါ4နာရီcandlestick ကိုလည်းကြည့်ပြီးရမှာပေါ့နော်ဟိုအဲ့လိုမျိုးပုံစံကိုရှင်းပြရကျွန်တော်ကကြတော့ကျွန်တော်ကြည့်တဲ့ပုံစံကကြတော့တနားရီကြည့်တယ်4နာရီကြည့်တယ်နာရီဝက်ကြည့်တယ်15မိနစ်ကြည့်ရပါနော်နောက်ဆုံးဆင်းနေကျွန်တော်ဘယ်လောက်ထိကြည့်တော့ကျွန်တော်10မိနစ်မှာသွားဆင်းကြည့်တယ်ပေါ့နော်အဲ့လိုမျိုးဇုံတစ်ခုရောက်တိုင်းကျွန်တော်အဲ့လိုမျိုးပုံစံမှာဒီဇုံမှာဆိုတော့သူ10မိနစ်မှာသူဘာလုပ်တော့မလဲဆိုတော့ကျွန်တော်တို့စောင့်မှုကပြန်ကြည့်ရတာအဲ့လိုမျိုးပေါ့နော်ကြည့်မှကျွန်တော် trade တယ်ပေါ့ကျွန်တော်အားကြောင့်အဲ့လိုမျိုး trade တယ်ကျွန်တော် time frame တွေအားလုံးကိုကြည့်မှကျွန်တော် trade တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ line chart ရှုရချက် candlestick များကိုဖယ်ရှားပြီး line chart ကိုပြောင်းလဲကြည့်ရှုပါတာဒါဒီ candlestick ကိုမကြည့်ဘဲနဲ့ဒီလိုမျိုး line chart ကိုလည်းကြည့်ပေါ့နော်ဒီ line chart ကလူဘာတွေလောက်တယ်လဲဆိုတဲ့ပုံစံမျိုးကိုပြောချင်တာဖြစ်တယ်အဲဒီ line chart ကိုလည်းကြည့်ရနော် line chart ရဲ့အချိုးအကွေးများတဲ့ range တွေတဲ့အရေးကြီးသောဇုံများကိုညွှန်းပြနေတယ်တကယ်အရေးကြီးတဲ့ဇုံတွေကိုသူကညွှန်းပြပါတော့ line chart ဆိုတော့အခုကျွန်တော်တို့ဒီမှာဆိုဒီလိုမျိုးပုံစံတွေအဲ့မျိုးပုံစံတွေပြတယ်ပေါ့နော်ဒီလိုမျိုးဒီဟာနဲ့ကျွန်တော်တို့ရှင်းကြည့်လိုက်ရှင်ဒီမျိုးပုံစံတွေဖြစ်လာတယ်အဲ့မျိုးပုံစံတွေဖြစ်တယ်ဒီမျိုးဇုံတွေဒါတွေကအဲ့မျိုးပုံစံကြည့်လိုက်လို့ရှိရင်မြင်ရတယ်ပေါ့နော်အဲ့မျိုးမြင်တယ်ပေါ့နော် close price closing price ပိတ်ဈေးတွေတနေ့အရေးကြီးဆုံးဈေးနှုန်းဖြစ်တယ်တရက်ရဲ့ဟိုပိတ်ဈေးရလဲအရေးကြီးတယ်ပေါ့နော်သူပြောတာတနေ့ရဲ့ဒီပြောမဆိုလို့ရှိရင်ပိတ်ဈေးရလဲအရေးကြီးတယ်အဖွင့်ဈေးကအရေးမကြီးဘူးပိတ်ဈေးအရေးကြီးတယ်ဆိုတော့အဲ့မျိုးကျွန်တော်တို့မှတ်ယူလို့ရတယ်ကျွမ်းကျင်မှုဆိုလို့ရှောက်လန်းခြင်းနဲ့ကုန်တယ်များကြီး25.2ရာခိုင်နှုန်းကတာအမြတ်ဆုံးကိုရရှိကြတယ်။ကွာခြားချက်မှာလေ့ကျင့်မှုတာဖြစ်တယ်။တို့ကဒီ profit ရတဲ့လူတွေက25.2ရာခိုင်နှုန်းပဲရှိတယ်ပေါ့နော်။မရတဲ့လူတွေကျတော့84.8ရာခိုင်နှုန်းရှိတယ်။အောင်မြင်မှုဆိုဒီမှာစနစ်ပေါ်တယ်မမူတည်ပါတဲ့။အောင်မြင်မှုကစနစ်ပေါ်မှာမမူတည်ဘူး။ထိုစနစ်ကိုတင်မြမြကျွမ်းကျင်နေဆိုဒီအချက်များပေါ်တယ်မူတည်တယ်။အဲဒီစနစ်ပေါ်မှာကိုဘလောက်ကျွမ်းလဲပေါ်မှာပဲမူတည်တယ်ပေါ့နော်။အောင်မြင်မှုကစနစ်ပေါ်မှာမမူတည်ဘူးတဲ့အဲ့စနစ်ကိုတုံးတက်တဲ့သူပေါ့နော်အဲ့စနစ်ကိုလေ့လာမှကျွမ်းကျင်အောင်အသုံးပြုတဲ့သူပေါ်မှာပဲမူတည်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်နောက်တစ်ခုကကြတော့စနစ်ကိုပြန်လဲစမ်းတက်ခြင်းနဲ့ကျွန်တော် break test ကိုကျွန်တော်ပြောမှဆိုတော့ဒီ trading အဲမှာဆိုရင် break test လုပ်တယ်ကျွန်တော်တို့စမ်း trade ပေါ့နော်ဒီပြောမှဆိုလို့ရှိရင်ကျွန်တော် demo အကောင့်အနေနဲ့ trade တာမျိုးအဲ့လိုမျိုးလုပ်တာပေါ့အဲ့လိုမျိုးလုပ်ပြီးမှလောက်ဖို့ဟိုကပြောထားဖြစ်တယ်ပေါ့နော်ကုန်တယ်တို့လေမောင်းနေမှုတဲ့ simulator ဒါ simulator ကျွန်တော်တို့ကဒီပုံစံတွေလောက်ပြီးမှဒီကောင်ဘာလောက်နိုင်သေးလဲဆိုတာကျွန်တော်တို့ဒီဘက်မှာပြန်မှဆွဲရပေါ့အဲမျိုးပုံစံတွေသူကပြောချင်းဖြစ်တယ်။နမိုင်းချောင်းချက်လက်များကိုအသုံးပြုပြီး tin snake ကိုအကျိတ်1000ခန့်နဲ့စမ်းသပ်ပါတဲ့
ရှင်းပြောရင်ဟိုအရင်တော့ရှေ့ဆုံးကဖြစ်ခဲ့တဲ့ဖြစ်ပျက်တွေကိုကြည်မှာဒါရှင်းပြောရင်ကျွန်တော် price action တွေပါတယ်ကြည်မှာဟိုစမ်းကြည့်တာပေါ့နော်အမျိုးပုံစံနဲ့စမ်းကြည့်မှာအချိန်တောင်း1000လောက်ကိုစမ်းကြည့်ရမှာပေါ့အဲ့လိုမျိုးဒါပေမဲ့ menu ရဲ့ texting နဲ့ keyboard ကိုရှိတယ် F2 ကိုဒါဟိုပြောမယ်ဆို candlestick တစ်ချောင်းကိုကြည့်ပြီးမှကျွန်တော်တို့ဆုံးဖြတ်ချက်ကြားကြည့်ပေါ့နော်အလိုလေးရောက်စမ်းတက်ခြင်းတဲ့ပုံမူထိရောက်တယ်ပေါ့နော်ဒါဟို candlestick တစ်ချောင်းကိုတေချာကြည့်ပြီးမှကျွန်တော်တို့လိုက်လောက်တာပူပြီးမှစနစ်ကြတယ်ပေါ့နော်အဲ့လိုမျိုးပုံစံကိုသူကပြောခြင်းနဲ့ဖြစ်ပါတယ်နောက်တစ်ခုကကြာပါလဲဆိုတော့အတိတ်ကိုပြန်ကြည့်ပြီးဆုံးဖြတ်ခြင်းမှာရှောင်ခြင်းပါတယ်ဟိုးရင်တော့အတိတ်တွေကိုကျွန်တော်ကြည့်တယ်ကြည့်တာကိုရှင်းပြောရင်ဒီအတိတ်ကဒီလိုမျိုးပုံစံဖြစ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးပါဘောလုံးမှာဆိုကျွန်တော်candlestick ကဒီလိုမျိုးပုံစံလာလို့ရှိရင်ပြန်ချနိုင်တယ်ဆိုဒါတွေကိုနည်းနည်းရှောင်အောင်ပေါ့နော်တကယ်လက်တွေ့ဖြစ်နေတဲ့ပုံစံမျိုးကိုကျွန်တော်တို့ကြည့်ရအောင်ဒါဒီရှေ့မှာဆိုကျွန်တော်တို့ကြည့်လို့ရှိရင်ဒါတက်နိုင်လားကျနိုင်လားဆိုဒါဒီမျိုးပုံစံဖြစ်လာတယ်ဆိုဒါနည်းနည်းလေးတက်ပြီးပြန်ကြမယ်ဒါဒီဟာတော့ဒီနေရာရောက်သွားပြီဆိုဒါကျွန်တော်တို့မန်းလို့ရအောင်နော်သူကလည်းဒီမှာ hard right 8တဲ့မှာဇရာခွဲညာပဲအစွန်းဆုံးတယ်မှာ key concept hard right 8ဇရာကြီးညာဘက်အစွန်းဆုံးနေတာဂုံတွေပါတယ်ဒီဘက်ကိုပဲကြည့်မှဂုံတွေပေါ့နော်ဒီဥစ္စာကိုပဲကြည့်မှဂုံတွေအောင်အနာဂတ်ကိုကြိုမကြည့်ပါနဲ့ဘူးဘက်ရှိဘက်ကိုလည်းပုံမှန်မကြည့်ပါတင်းအုံတော့ကိုဈေးကွက်ပုံစံများနဲ့အချိန်နဲ့တပြေးညီမြင်အောင်လေ့ကျင့်ပါတယ်ဒါဒီဈေးကွက်ရဲ့ပုံစံနောက်ထပ်ဘာဖြစ်နိုင်ပါမလဲဒီဘာဖြစ်လာတော့မလဲဆိုတဲ့ပုံစံညှို့တဲ့ကိုဒီကောင်ကဘာပေးတယ်လဲဆိုတော့ဒါကိုမြင်အောင်ကြည့်ရမှာနော်အဲ့လိုမျိုးပုံစံကိုသူကရှင်းပြပေးခြင်းပြပါတယ်ဒါအကြံပေးထားတော့နော်နောက်တစ်ခုကကြတော့ဘာလဲဆိုကုန်သွယ်မှုစိတ်ပညာကျွန်တော် mindset ကိုပေါ့နော် mindset ကိုဘယ်လိုလုပ်မလဲဆိုတဲ့ဥစ္စာကိုဒီမှာလည်းပြောထားပြီပေါ့နော် market bio feedback ပေါ့နော် concept ဈေးကွက်တွေကြေးမုံမြင်တစ်ခုဖြစ်တဲ့ဈေးကွက်ကမှန်တစ်ချက်လိုပဲပေါ့နော်ပုံတွယ်မှုတစ်ခုပေါ်တွင်တင်တုံပြန်မှုကြောက်ရွံ့ခြင်းနဲ့လောဘတက်ခြင်းများတွေဂုရုများပြောစကားတဲ့ပုံမူတန်မှုရှိတယ်ဆရာတွေရဲ့ပြောစကားတွေကိုပို့ပြီးမှတန်မှုရှိရပေါ့နော်အဲ့လိုမျိုးဂုံတယ်မှုတစ်ခုတော့မပြုလုပ်မိတဲ့ပြုလုပ်နေစဉ်နဲ့ပြုလုပ်ပြီးချိန်များတဲ့တင့်ခံစားချက်များကိုမှတ်တမ်းတင်ထားပါတော့ဒီမှာ notebook နဲ့ဒီဥစ္စာကိုရေးမှတ်ထားပါဗျာကိုလုပ်နေတဲ့ຢာတစ်ခုကိုလုပ်နေတဲ့အချိန်တွေမှာဘယ်လိုစိတ်ခံစားမှုရှိတာလဲကြောက်နေလားလောဘစိတ်များဖြစ်နေသလားဆိုတဲ့ဥစ္စာကိုဒီပြောမလို့ဈေးကွက်ဟိုကို entry ဝင်နေတဲ့အချိန်တွေကိုအဲ့ဒါတွေရေးမှတ်ရအောင်ပေါ့နော်နောက်တစ်ခုကကြာပါလားတာဝန်ယူမှုရှိခြင်းနဲ့ဒါနောက်ပြီးလို့ရှိရင်ဒီမှာကျတော့စနစ်ကိုတစ်ကကျတော့စနစ်ကိုအပြစ်တင်လူများတယ်နှစ်ကကျတော့ဈေးကွက်ကိုအပြစ်တင်လူများတယ်သုံးကကျတော့ net trader ဒါပြောမလို့စနစ်ကိုအပြစ်တင်တဲ့လူတွေကျတော့ရှုံးနေမှုအတွက်စီကံများဖို့အပြစ်တင်တာပဲကိုရှင်းပြောရင်တော့ရှုံးသွားတော့မှရှုံးသွားဒါဒီဥစ္စာကြီးကအမားကြီးပါဒီစနစ်ကြီးကအဲ့လိုမျိုးပေါ့နော်နောက်ပြီးတော့ဈေးကွက်ကိုအပြစ်တင်market ကြီးကဒါအလကားဟိုရှင်းပြောရင်တော့ market ကိုဒီ market ကြီးကဟိုအမှန်တရားမဟုတ်ဘူးဆိုတော့လက်မခံဘူးပေါ့ဗျာကိုကိုပြောကိုပြစ်တယ်ရမှန်းလည်းကိုမသိဘူးကိုယ်တိုင်ပြုပြင်ပြောင်းလဲရမှန်းလည်းကိုမသိဘူးကိုအားနေချက်ကိုမသိတာပေါ့နော်neka trader ဆိုတာမမီကိုတာဝန်ယူပြီးပြုပြင်ပြောင်းလဲခြင်းပြောင်းလဲရတယ်ဟိုရှင်းပြောရင်ကိုရှုံးသွားတယ်ဆိုတာရှုံးသွားတာကိုလက်ခံရမယ်ကိုဘာကြောင့်ရှုံးသွားဆိုလဲသိရအောင်ပေါ့နော်ပြီးလို့ရှိရင်ဒီဥစ္စာကိုကပြိုင်မှလေ့ကျင့်မှကိုပြန်တာဝန်ယူရအောင်ပေါ့နော်ဒီဥစ္စာကိုရှုံးသွားလဲကိုယ်တိုင်တာဝန်ယူရမယ်ဆိုတဲ့ရဲခံရမယ်ဆိုတဲ့တဘောသူကပြောခြင်းဖြစ်ပါတယ်နံပါတ်3ကတော့နောက်တစ်ခုကကြတော့ဗာလဲဆိုတော့အနေချုပ်ပြင်ကုန်တဲ့အတွင်ကူးပြောင်းမှုတဲ့ similarity transformation ပေါ့နော်တိတ်ကကြတော့အညွန်ကိန်းများကိုဖယ်ရှားပါတယ်အညွန်ကိန်းတွေဖယ်ရှားမျိုးရှင်းပြကျွန်တော်တို့ indicator တွေပါတယ်ဗောနော် trace that indicator straight indicator ဒါ indicator တွေမကြည့်နေပါဘူးနော်ဇုံတွေကိုရှာဖွေရမယ်ခုနကတော့ကျွန်တော်ပြောတဲ့ဒီပြောမဆိုရင် resistance zone တို့ demand zone တို့ဒါတွေကိုကျွန်တော်တို့ရှာဖွေရမှာနော်ဒီဇုံတွေကိုရှာဖွေရမယ်နောက်ပြီးပင်ကိုတီးစိတ်တယ်ပင်ကိုတီးစိတ်ရရှိရန်ကိုတိုင်းနဲ့ blasted လောက်ပါကျွန်တော်တို့ခုနကတော့ဒီစောက်ထဲမှာပြီးထားတဲ့အကြောင်းအရာတွေထဲမှာဆိုလို့ရှိရင်ဒါ indicator ကိုမကြည့်နဲ့ဇုံတွေကိုရှာရမယ်နောက်ပြီးကိုဒီ break test လုပ်ရမှာဆိုတော့ဒါအမြဲတမ်းလေ့ကျင့်မှုနော်စောက်ထဲမှာရေးမှတ်နောက်ပြီး market bio feedback ကိုနားထောင်ပါပေါ့ market ရဲ့တုံ့ပြန်မှု market ကဘယ်လိုတွားနေလဲဆိုတော့ဒါကိုတေချာကြည့်ပြီးမှကျွန်တော်လိုက်လုပ်တင်တယ်ပေါ့နော်အဲ့လိုမျိုးဆုံးဖြတ်တင်တယ်ပေါ့ market ကိုတေချာကြည့်ပေါ့နော်ဒါ candlestick တစ်ချောင်းတိုင်းဒီတနားရီချောင်းတစ်ချောင်းကိုတေချာကနာတိအောင်ကျွန်တော်ကြည့်ရပါတော့သူဘယ်လိုလုပ်တတ်လဲဘယ်လိုတွားတတ်လဲပေါ့နောက်ဆုံးကြတော့ဗာလဲဆိုပြင်းထန်တဲ့ရှုပ်ထွေးမှုများတဲ့မှာပြင်းထန်သောရုပ်ရှင်မှုများပေါ်ထွက်လာပါတယ်တဲ့
အဲ့ထဲမှာရှုပ်ထွေးနေတဲ့ထဲမှာရိုးရှင်းတဲ့အရာလည်းပို့ထွက်လာတယ်သူကပြောတာဒီနေ့ကစပြီးတော့တင်းရဲ့အစုံများဟုတ်တယ်စတင်ရေးဆွဲလိုက်ပါတော့ဒီမျိုးသူကဒီစောက်ထဲကနေမှအဲ့စောက်ထဲကနေဒီနက်ခတ်စောက်ထဲကနေပေါ့နော်ဒီနက်ခတ် trading စောက်ထဲကနေပြီးမှသူဒီ forex နက်ခတ် forex trading စောက်ထဲကနေမှသူရှင်းပြပါအတော်လေးလည်းကောင်းပါတယ်မိတ်ဆွေတို့ကဘယ်လိုထင်လဲကျွန်တော်ရှင်းပြတော့တာကိုကြိုက်ရလားနောက်ပြီးတော့ရှေ့သွားမဲ့စာအုပ်တွေကိုကျွန်တော်ဖတ်ပြစေချင်တာတကယ်ဖတ်ပြစေချင်တယ်ဆိုဒီထဲမှာစာအုပ်တွေရှိပါတော့ဘယ်စာအုပ်ကိုဖတ်ပြစေချင်လဲကျွန်တော်အောက်မှာ comment တွေချန်ထားလို့ရပါတယ်ကျွန်တော်ရှင်းပြတော့တာအမှားတွေပါမယ်ခွင့်လွှတ်ပါလို့တောင်းပါခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျာ